ကိုကပြုရတဲ့ကံရှိကောင်းရှိမည်တန်တရားကပေးလိုက်တဲ့ကံရှိလာနိုင်သည်ဤသို့ပင်ဖြစ်စေကမူဒီချိန်ဒီကာလဒီကံကောင်းခြင်းတွေတို့နဲ့ဝေးသူရှုံးသမားချင်းတွေ့ဆုံရင်းနေခဲ့ကြတငယ်ချင်းရေတောကຫນွေမျက်ရည်မှုဒုက္ခဝေမြူနှင်းဆောင်မှာလောကရန်ကိုရင်ဆိုင်ခဲ့ကြငယ်ချင်းရေမင်းနဲ့ငါမွန်းတဲ့ချိန်ရိပ်ရာနို့ရှောက်ရပြန်ဘဝခီးကြမ်းမှာကျုံးသူတွေရှာမတွေ့တော့ပြန်လန်ပြုံးကြမင်းနဲ့ငါဘဝတန်တရားဒီတကွေ့မှာတခီးတဲ့သွားခဲ့ကြတယ်တအိုးတဲ့စားခဲ့ကြတယ်ဥစားတဲ့ငယ်ချင်းရာလောကရန်ဆိုတာချိုတလဲခါတလဲကြည်တလဲနောက်တလဲဖြစ်မြဲဓမ္မတာအရှုံးဤနေဝင်ခြင်းဒီထာဝရတရားမဟုတ်သည်မဝေးသောရောင်ဤဥမာအောင်မြင်ခြင်းရှိသည်ရှင်နုံဘွက်အိုင်အတွင်မှာကြာပန်းတို့သည်လောကကိုလာဆင်နိုင်ကြသည်အာတင်ထားပါဥစားပဲရာကြိုးစားထားလေဥစားပဲကြိုးစားထားလေဥစားပဲရေအာတင်ထားပါဥစားပဲရာမကြာမီချိန်ကာလသည်ကံကောင်းခြင်းတွေတို့အတွက်ဖြစ်စေ